အားလုံးမင်္ဂလာပါအကောင်းဆုံးဇက်ကားတွေကိုအချိန်တိုတွင်အပြည့်အဝခန်းစားကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ Mix Drive မြန်မာကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဇလန်းစခင်ကျမတို့ channel လေးကို follow like and share လုပ်ပေးခဲ့ဖို့လဲတောင်းဆိုပါရရှင်ဇလန်းဆက်စချင်းမှာပဲကျွန်တော်တို့ရဲ့ဇက်လိုက်ကြီး LS အတို့ကိုမြင်တွေ့ရမှာပါ LS ကတာမန်လူတော့မဟုတ်ပါဘူးသူကအလွန်ကိုပါနပ်ပြီးလက်သက်တဲ့အမှုပညာပစ္စည်းခိုးယူသူတစ်ယောက်ပါဒီနေ့မှာတော့ LS နဲ့သူ့ရဲ့ partner John တို့ဟာအရှိအာရှကနာမည်ကြီးတထေးကြီး Mr. Lian ရဲ့အိမ်တော်ကိုရောက်လာခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ Mr. Lian ရဲ့စုဆောင်းမှုတွေထဲကအဖိုးတန်ရှေးဟောင်းဂျပန်ဆာမူရိုက်ဒါကတာနာကိုခိုးယူဖို့ပါပဲ။ LS ကသူ့ရဲ့ပါနပ်မှုလျင်မြန်မှုတွေနဲ့အဆောင်တွေကိုအလွယ်တကူကြော်ဖြတ်ပြီးလုံခြုံရေးစနစ်တွေကိုဖျက်ကျော်ကအဲ့ဒီတန်ဖိုးကြီးဓာတ်ကိုအောင်မြင်စွာခိုးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အရာအလုံးကသူတို့ထင်ထားသလိုချိုးမိမနေခဲ့ပါဘူး။ဓာတ်ကိုရပြီးလီစိတ်ကနေထွက်ပြေးဖို့လုပ်တဲ့အချိန်မှာပဲ John ကလောဘတက်ခွာပါတယ်။ John ဟာဓာတ်ကိုတယောက်ထဲယူပြီး LS ကိုတစ္ဆာဖောက်ကလီစိတ်မှာထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်။ LS တယောက်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးထိုင်းနိုင်ငံကအလွန်ကိုနာမည်ဆိုးနဲ့ကြော်ကြတဲ့အကျဉ်းတုံကြီးတွေကိုအပို့ခံလိုက်ရပါတယ်။ဒီထုံကြီးကတာမန်ထုံမျိုးမဟုတ်ပါဘူး။လူမိုက်တွေလူတက်သမားတွေစုဝေးနေတဲ့ငရေကားလိုနေရာမျိုးပါ။အဲ့ဒီမှာ LS ဟာဒီမွန်လို့ခေါ်တဲ့အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့ထုံဆောင်ကြီးနဲ့တွားတွေ့ပါတယ်။ဒီမွန်က LS ရဲ့မာနာကြီးတဲ့အသွင်ပြင်ကိုကြည့်မရတာကြောင့်အခွင့်ရရတိုင်း LS ကိုအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ပါတော့တယ်။ LS တယောက်မိစဉ်ရက်ဆက်ရုပ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာကိုအလွန်မင်းနာကျင်မှုတွေကိုခံစားနေရပါတယ်။ဒီလိုနဲ့ LS တယောက်ထောင်ထဲမှာအသက်ရှင်ရက်တည်ဖို့ရုန်းကန်နေရတဲ့မှာပဲသူ့ဘဝကိုအပြောင်းလဲဖြစ်စေမဲ့လူတယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူကတော့အသက်အရွယ်ကြီးရင်ပေမဲ့အလွန်ကိုတည်ငြိမ်အေးချမ်းတဲ့တရုတ်တိုင်းဆရာကြီးဆန်မာစတာဆန်ပါပဲ။ဆရာကြီးဆန်ဟာ LS ရဲ့အတွင်းစိတ်ထဲကတတ်တိနဲ့မခံကျင်စိတ်ကိုမြင်တွေ့သွားပါတယ်။တနေ့မှာထောင်ထဲကလူမိုက်တွေတခြားအကျဉ်းသားတယောက်ကိုအနိုင်ကျင့်နေတာကို LS ကဝင်ကူညီရင်အရိုက်ခံရပါတယ်။အဲ့ဒီလောက်ရက်ကိုဆရာကြီးဆန်ကသဘောကျသွားပြီး LS ကိုသူ့ရဲ့တပည့်ဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆရာကြီးဆန်က LS ကိုခွန်အားနဲ့ကြီးတိုက်ခိုက်လို့မရကြောင်းတိုင်းပညာဆိုတာစိတ်ကိုအရင်ဆုံးထိန်းချုပ်ရတာဖြစ်ကြောင်းစတင်တွင်တင်ပေးပါတော့တယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့အားလုံးကြိုက်နေတဲ့ကြမဲ့တိုင်းပညာလေ့ကျင့်တဲ့ training montage အခန်းတွေကိုမြင်တွေ့ရမှာပါဆရာကြီးဆန်းက LS ကို Iron Hand တမန်နီလက်သီးလို့ခေါ်တဲ့အလွန်ကိုအဆင့်မြင့်ပြီးအန်တရယ်များတဲ့တိုင်းပညာတစ်ရပ်ကိုသင်ပေးပါတယ်ဒီပညာကိုတက်မြောက်ဖို့အတွက် LS ဟာတဲအိတ်တွေကိုထိုးရတယ်ရေထဲမှာလေ့ကျင့်ရတယ်မီးကြီးခဲတွေလိုပူပြင်းတဲ့အရာတွေကိုထန်ခံနိုင်အောင်ပြင်းပြင်းထန်ထန်လေ့ကျင့်ရပါတယ်ဒီလေ့ကျင့်မှုတွေကရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေမကပဲ LS ရဲ့အတိတ်ကလောဘတွေမာနတွေကိုပါဖျက်ဆီးပစ်ပြီးဂုဏ်သိက္ခာရှိတဲ့တိုင်းသမားတစ်ယောက်ဖြစ်ပြောင်းလဲပေးလိုက်ပါတယ်လာနေချီပြီးလေ့ကျင့်ပြီးနောက်မှာတော့ LS ဟာအရင်ကတခိုး LS မဟုတ်တော့ပဲတိုင်းပညာကိုကိုယ်စိတ်နှစ်ပါးစလုံးနဲ့နားလေသဘောပေါက်သွားတဲ့လူတစ်တယောက်ဖြစ်လာပါတော့တယ်။တနေ့မှာတော့ထောင်ထဲကိုသတင်းတစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့9နှစ်တစ်ချိန်ကျင်းပတဲ့လျှို့ဝှက်တိုင်းပြိုင်ပွဲကြီးဖြစ်တဲ့ကူမီတေးပြိုင်ပွဲကြီးကျင်းပတော့မယ့်အကြောင်းပါပဲ။ပိုဆိုးတာက LS ကိုအမြဲနှိမ့်ဆက်နေတဲ့ထောင်ဆောင်ကြီးဒီမွန်ဟာအဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်မယ်ဆိုတာပါပဲ။ဆရာကြီးဆန်းကဒီမွန်လိုရက်ဆက်တဲ့သူချန်ပီယံဖြစ်သွားမှာကိုမလိုလားပါဘူး။ဒီအချိန်မှာပဲဇလန်းစာတော့ကဓာအဆခိုးခံရတဲ့တထေးကြီး Mr. Lian ဟာ LS ရှိတဲ့ထောင်ကိုရောက်လာပါတယ်။သူက LS ကိုအပေးယူတစ်ခုလုပ်ပါတယ်။အဲ့ဒါကတော့ LS ကကူမီတေးပြိုင်ပွဲကိုဝင်ပြိုင်ပြီးချန်ပီယံဖြစ်အောင်လုပ်နိုင်မယ်။ပြီးရင်သူ့စီကအခိုးခံရတဲ့ဓာကိုပြန်ရှာပေးနိုင်မယ်ဆိုရင်ထောင်ကနေလွတ်ပေးမယ်ဆိုတာပါပဲ LS ကလည်းဆရာကြီးဆန်းအတွက်ရောသူ့ရဲ့ဂုဏ်သိက္ခာအတွက်ပါဒီကံလမ်းမှုကိုလက်ခံလိုက်ပါတယ်ဒီလိုနဲ့ LS တယောက်ထောင်ကနေလွတ်လာပြီးသွေးထွက်တန်ယိုများလာတဲ့ကူမီတေးပြိုင်ပွဲကြီးစီကိုတွားဖို့အသင့်ဖြစ်နေပါပြီတီမင်းတမန်ကူမီတေးပြိုင်ပွဲကြီးရဲ့ကြိုးဝိုင်းထဲမှာ LS တယောက်သူ့ကိုငရဲပြခဲ့တဲ့ဒီမွန်ကိုဘလို့ပြန်လဲလက်စားချီမလဲပျောက်ဆုံးသွားတဲ့ဓာတ်ကိုရောအသက်လွတ်ပြီးပြန်ယူနိုင်ပါမလားဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားပွဲဒုတိယပိုင်းမှာဆက်လက်အားပေးကြပါဦး